မင်္ဂလာပါရှင်မင်္ဂလာနေ့တည်လေးပါရှင်အားလုံးမိကောင်းကြမှာရှိကြပါစေကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေလို့အရင်ဆုံးဆုတောင်းမိတာပို့တာပါတယ်နော်ကျမတို့ရဲ့နေ့စဉ်ဘဝလူမှုဘဝထဲမှာနေ့စဉ်ကျမတို့အမျိုးမျိုးကိုတွေ့ကြုံရမှာနော်အဲ့မှာကျမတို့လူအမျိုးမျိုးနဲ့လည်းတွေ့ကြုံရတယ်ကိုလည်းလူပဲလေနော်ကိုလူကလူအမျိုးမျိုးတွေ့ကြုံမှာဖြစ်တဲ့အတွက်လူအမျိုးမျိုးစိတ်အထွေထွေနဲ့တွေ့ကြုံရလေးရှိပါတယ်အဲ့ဒီခါရီထဲမှာကျမတို့ကတစ်ဖက်သားပုံမှာကျမတို့ကစိတ်ကောင်းနှလုံးကောင်းထားပြီးတော့တစ်ဖက်သားကိုကောင်းစားစေခြင်းနေပေါ့နော်တစ်ဖက်သားကိုကောင်းစားစေခြင်းနဲ့စိတ်တစ်ဖက်သားကိုချမ်းသာသွားစေခြင်းနဲ့စိတ်နဲ့ကျမတို့ကိစ္စတစ်ခုကိုပြုလုပ်လိုက်တယ်ပေါ့နော်အဲ့ဒီခါမှာအဲ့လိုမျိုးတွေလုပ်တဲ့ခါမှာကျမတို့ကလူတစ်ယောက်ပေါ်မှာကျမတို့စိတ်ကောင်းနှလုံးကောင်းထားပြီးတော့ကျမတို့အမြဲတမ်းပြုမှုဆောင်ရွက်တယ်ပေါ့ဒါပေမဲ့ကျမတို့အဲ့လိုစိတ်ကောင်းနှလုံးကောင်းထားတာကိုတစ်ဖက်ကနေပြီးတော့တုံ့ပြန်မှုပြန်မလာတဲ့အခါမျိုးပေါ့နော်တစ်ဖက်ကကိုယ့်ပုံမှာကိုကောင်းပါရဲ့သားနဲ့ तू ကပြန်မကောင်းလာတဲ့အခါမျိုးတွေတစ်ဖက်ကကိုယ့်ကိုပြန်ပြီးတော့ကိုကောင်းနေတာကိုပဲသူ့ဘက်ကနေပြီးတော့ကိုယ့်ပြန်ပြီးတော့မကောင်းဘူးပေါ့နော်ကိုယ့်စိတ်ထဲမှာကိုမနစ်တက်အောင်ပေါ့နော်ကိုကောင်းသလောက်ကိုယ့်ဘောင်မှာပြန်ဆိုးတယ်ဆိုပါတော့နော်အဲ့လိုမျိုးလေးတွေ့ကြုံလာတဲ့အခါမှာကျမတို့စိတ်ကလေးတွေကစိတ်ဆင်းရဲတတ်ပါတယ်တော်ပြီငါကောင်းနေရတာနဲ့ तू ကငါပေါ်မကောင်းဘူးအဲ့ကြတော့ပေါ့နော်တော်ပြီပေါ့နော်ငါမကောင်းတော့ဘူးပေါ့နော်ဒီလိုမျိုးပေါ့ဒါဟာအဲ့လိုစိတ်မျိုးပေါ့နော်ငါကောင်းရတာနဲ့ तू မကောင်းဘူးဆိုပြီးတော့ငါဆက်မကောင်းတော့ဘူးဆိုတာမှားပါတယ်နော်မှားပါတယ်ကိုခံနေရလို့လည်းထင်ကြတာပေါ့နော်ကိုကတစ်ဖက်သက်ကြီးငပေါင်းကြီးဖြစ်နေတယ်ပေါ့မဟုတ်ပါဘူးနော်ကိုကောင်းလက်စစိတ်ကလေးဟာဆက်ကောင်းရမှာမယ်တပားသူကိုကောင်းစေခြင်းနဲ့တပားသူကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးရပြီးမိမိချမ်းသာဖို့မိမိကောင်းဖို့အတွက်အကြောင်းတရားလေးဖြစ်နေတယ်ဆိုတာကိုမမေ့လျော့စေခြင်းမရှိရင်တပားသူကိုကြီးဝါစေခြင်းနဲ့တပားသူကိုအောင်မြင်စေခြင်းနဲ့တပားသူအစဉ်ပြေစေခြင်းနဲ့ဆိုတဲ့စိတ်ကလေးကမိမိအစဉ်ပြေဖို့မိမိကြီးဝါဖို့မိမိအောင်မြင်ဖို့အကြောင်းတရားလေးဖြစ်နေတယ်နော်အဲ့တော့ဘာဖြစ်မလဲဆိုတော့ကျမတို့ကစိတ်ထားတတ်ရမယ်နော်ကုသိုလ်စိတ်ကနေပြီးတော့အကုသိုလ်စိတ်မပြောင်းအောင်နေတတ်ရမယ်အဲ့အတွက်ကိုကျမတို့စိတ်လေးကတတိရှိဖို့လိုတယ်နော်သူမကောင်းလို့ငါသူ့ကိုပြန်မကောင်းတော့ဘူးငါဘာပြန်လုပ်မယ်ဘာဖြစ်ဒီလိုစိတ်တွေမမွေးရပါဘူးနော်သူလှုပ်တာဒီသူကံမှာကိုလှုပ်တာဒီကိုကံမှာကိုအကြောင်းတရားကောင်းမှုတာကိုပြင်နေရပါမှာနော်စိတ်လှမှာဘဝလှမှာလीနော်